unit 108ဖြစ်ပါတယ် to in at ဆိုတဲ့ဒီနေရာပြ verb ပေါ့နော် in နဲ့ at ကတော့unit 108မှာတော့ sorry unit 107မှာတော့ပါခဲ့ဘူးပေါ့နော် okay ဒါကတော့နေရာနဲ့ပတ်သက်တဲ့preposition နောက်ထပ်အခန်း3ခန်းမြောက်ဖြစ်ပါတယ်ကြည့်အောင် to ဆိုတာကြောင့်ဘိုင်းနဲ့တွဲမှာလဲဆိုလို့ရှိရင် go ပေါ့နော် go to come to return to work to ပေါ့နော်အဲ့ to ဆိုတာစီတိုဆိုဖြစ်ပါတယ်မြန်မာလိုဆိုတိုပေါ့နော်စီတိုပေါ့အဲ့တော့တူရဲ့အဓိပ္ပာယ်ကတစ်ခါကြရင်ဖို့ရန်ဖို့အလို့ငါဆိုမှလည်းအဓိပ္ပာယ်တုံးတူလိုမျိုးဒီလိုမျိုးနေရာပြအနေနဲ့ဆိုရှင်စီတိုဆိုတဲ့အဓိပ္ပာယ်ရတယ်ပေါ့နော်စီတို okay ကြည့်ရအောင်we are going to London ပေါ့နော် on Sunday ငါတို့ကတနင်္ဂနွေနေ့မှာဆိုရှင်တနင်္ဂနွေနေ့မှာငါတို့လန်ဒန်ကိုသွားမယ်လန်ဒန်စီတိုသွားမယ်ပေါ့နော်စကားပြောတော့လန်ဒန်ကိုသွားမယ်ပေါ့နော်အဲ့ဆိုတော့ကိုသွားမယ့်နေရာကလန်ဒန်ရှေးရှုတာပေါ့နော်ရှေးရှုတဲ့ we ပေါ့နောက်ကကျတော့ I want to go to Italy next year ပေါ့နော်နောက်နေ့ကျလို့ရှိရင်ငါအီတလီကိုသွားချင်တယ်ပေါ့အဲ့တော့အီတလီစီတိုသွားချင်တယ်အီတလီကိုသွားချင်တယ်အီတလီကိုရှေ့ရှုထားတာပေါ့နော်နောက်ကကျ we walked from เนาะဒါကကျတော့from ကကျတော့လာတာပေါ့ from my house เนาะငါတို့ကအိမ်ကနေပြီးလမ်းလျှောက်လာပြီးတော့ဘယ်ကိုလျှောက်သွားမှလဲဆိုရင် to the center of town ပေါ့เนาะမြို့အလယ်ကိုသွားမှာအဲ့တော့ walk to ပေါ့เนาะမြို့အလယ်ကိုသွားပြီးတော့လမ်းလျှောက်သွားမှာပေါ့အိမ်ကနေငါတို့မြို့အလယ်ကိုလမ်းလျှောက်သွားမှာပေါ့เนาะto ဆိုတဲ့ preposition ပေါ့ဒီပါလေရှေ့ရှုတာပြတာပေါ့เนาะဟုတ်ကြတော့ what time do you go to bed ပေါ့နော်ဘယ်အချိန်မင်းဘာဖြစ်တာလဲအိယာဝင်တယ်လဲပေါ့နော်ဘယ်အချိန်အိယာစီတိုးဝင်တယ်လဲပေါ့အိယာမှာအိယာဝင်လဲပေါ့အဲ့တော့အိယာဝင်တာကလည်းသူ့ကိုအိယာထဲဆိုတဲ့ဒီရှေ့ရှုရပြပေးထားတဲ့အတွက်ကြောင့်မလို့တူထည့်ပေးရတယ်ပေါ့နော်အတိကတော့ go နောက်မှာ go to come to ပေါ့နော်return to work to အဲ့ဒါတွေက to လိုက်တယ်ပေါ့ preposition လိုက်တယ်ပေါ့နောက်မှာဘယ်လိုပြောမလဲကိုယူရထားတဲ့နေရာတစ်ခုပါတယ်ပေါ့နိကြောက်အောက်တစ်ခုမှာကျတော့The bus is going to the airport ပေါ့နော် bus ကဘာဖြစ်တာလဲလေဆိပ်ကွင်းကိုတွားနေရပေါ့နော်လေဆိပ်ကိုတွားတဲ့လေဟိုပါပေါ့ bus ပေါ့နော် bus ကပေါ့နောက်ကျတော့ Karen didn't go to work yesterday ပေါ့နော်မနေ့က Karen ကဘာဖြစ်တာလဲအလုပ်ကိုမတွားခဲ့ဘူးပေါ့ I went to a party last night ပေါ့နော်ငါမနေ့ကဘာဖြစ်တာလဲပါတီတစ်ခုကိုတွားခဲ့တယ်ပေါ့နော် you must come to our house မင်းငါတို့အိမ်ကိုလာရမယ်ပေါ့နော်လာရမယ်ပေါ့ဒါကကျတော့ verb 2နဲ့ဟို must ပေါ့နော် auxiliary verb တွေပြပေးထားတယ်ပေါ့လေအဲ့တော့verb တွေကဒီ go ဆိုလို့ရှိရင်လည်းဒါသူရဲ့ verb 2 verb 3ပေါ့နော်ဒါနဲ့သူအကုန်တွဲမယ်ဘယ်လိုပဲဖြစ်ဖြစ် go ဆိုတဲ့ဒီ verb ကနေစပြီးတော့အကုန်လုံးကဒီ preposition to လိုက်တယ်ပေါ့နော် go come return worked ပေါ့နော်သူက verb 2ပဲပြောမှာဘယ်လိုပဲပြော to ဆိုတဲ့ preposition ကတော့လိုက်ပေးရတယ်ပေါ့နော်ကြည့်အောင်ဒီမှာကျတော့ in at ပေါ့နော် in at ကကျတော့ unit 106နဲ့107မှာတော့တစ်ချက်တင်ခဲ့ပြီးဖြစ်ပါတယ်ဒီမှာလည်းအဲ့တော့တင်ခဲ့ရတဲ့အတိုင်းလေးပဲပါမယ်ပေါ့နော်တော့ဘိုင်းနဲ့သုံးပါလေဆိုလို့ရှိရင်b ပေါ့နော် b ပေါ့နော်နေရှိတာပေါ့နော် stay ဆိုတဲ့နေရာနဲ့တုံးတယ်ပြီးရှင် do ပေါ့နော် do ဆိုတဲ့အရာနဲ့တုံးတယ် something in ပေါ့နော်အဲ့တော့ be in stay in အဲ့တော့ do something in ပေါ့နော်အဲ့မျိုးဆိုလို့ရှိရင်ဒီ in ဆိုတဲ့ preposition နဲ့တုံးတယ်ပေါ့ကြည့်အောင်တော့ဒီအရှိမဘိုင်လောက်ထားတဲ့ in နဲ့တွဲတုံးမလဲပေါ့နော်ကြည့်အောင် Piccadilly Circus is in London เนาะ circus ကကျတော့ဒါ circuit ပေါ့ဒါတိထားပြီးဒါ circus ဆိုတော့အမျိုးမျိုး stand နေ train တဲ့ဟာတွေပြရတယ်ကြိုတက်ပေါ်လမ်းရှောက်ပြရတယ်ဟလာအမျိုးမျိုးပေါ့เนาะလူတွေမလုံနိုင်တဲ့ထူးဆန်းထွေလာမှုတွေလိုပြရမျက်လက်တွေပါတယ်သူတွေစတဲ့ trainer တွေပါတယ်ပေါ့เนาะအဲ့ဒါ circus လို့ခေါ်တယ်အဲ့ဒီ circus က is in London မှာရှိပါတယ်ပေါ့ London မှာဖြစ်နေရပေါ့အဲ့ is က b ဆိုတဲ့ဘာလဲအနေများပေါ့เนาะ b ရဲ့ဒီ original တွားဟိုပါပေါ့ရှင်းပြဘူးရရောဒီ back to b ရဲ့အကြောင်းကိုကျွန်မရှင်းပြထားတယ်ပေါ့နော်ဒါ B ကကျတော့သူ့ရဲ့ originally ဖြစ်တဲ့ဒီဟိုပါပေါ့ infinitive เนาะမူလ originally infinitive ဖြစ်တယ်အဲ့ဒါကိုပေါ်1ခွဲလိုက်တယ်ဆိုလို့ရှိရင် is နဲ့ are ပေါ့เนาะ is ကကျတော့အနေပေါ့အဲ့တော့ circus ကတစ်ခုပဲရှိတော့ကျွန်တော် is သုံးထားတယ် in London ပေါ့เนาะ London မှာရှိတယ်ဒါရှိတယ်ဖြစ်တယ်ပေါ့เนาะသူ circus က London မှာရှိပါတယ်ပေါ့နော်ရှိရဆိုတော့ b ပေါ့ဘယ်သူ b နဲ့ in ဆိုတော့ preposition နဲ့တွဲထားတယ်နော်အဲ့ကြောင့် my brother ငါရဲ့အကိုပေါ့ဒါမှလည်းမောင်ပေါ့နော် lives in Italy ပေါ့နေတယ်ပေါ့နော်နေထိုင်တစ်ခုပြုလုပ်တာမှာ stay ပေါ့ခုနပြောတဲ့ပေါ် stay ဆိုတာနေရာဆိုတာနေတဲ့ဟာနဲ့ပတ်သက်တဲ့အရာတွေနေထိုင်တာခဏပဲနေရဖြစ်ခဏပဲတဲတာပဲဖြစ်ပေါ့နော်ခုနပြော live ဆိုတာနေတယ်နော်အချိန်တော်ကြာနေရဖြစ်အဲ့လိုမျိုးနေထိုင်ခြင်းနဲ့ပတ်သက်တာမျိုးဆိုရှင်လဲ in နဲ့တွဲတာပေါ့နော် lives in Italy ပေါ့နော်ငါအကိုဖြစ်တာလေ Italy မှာနေရပေါ့နောက်ကြတော့
the main shops ပေါ့နော်ဆိုင် main shops ဆိုတာအဓိကဆိုင်နေပေါ့ are in the center of town ပေါ့တကယ်ဆိုင်နေရဘာဖြစ်တာလဲမြို့လယ်မှာရှိရပေါ့နော်အဲ့တော့မြို့လယ်မှာဖြစ်လို့တာဟိုတကယ်ဖြစ်နိုင်တဲ့ဟိုတကယ်ကိုအသုံးဝင်တဲ့ဆိုင်နေ main shop ဆိုတာကျတော့အသုံးဝင်တဲ့ဆိုင်နေအင်ဂျီဆိုင်နေပဲဖြစ်ဖြစ်ဖက်နက်ဆိုင်နေပဲဖြစ်ဖြစ်ဘာလို့ညာလို့အကုန်လုံးကဘယ်ထဲမှာရှိရလဲဆိုရှင်မြို့လယ်မှာရှိရမျိုးပေါ့နော်အဲ့ I miss our နဲ့တွေ့ထားပြီးရဆိုတော့ back to be ပေါ့ဟို I like reading in bed ပေါ့နော် reading ကကြိုက်တာဆိုတစ်ခုလောက်ရတာပေါ့နော် do something နဲ့တူပဲပေါ့နော်တစ်ခုပဲဖြစ်တာလဲပြုလုပ်ရတဲ့တူပဲ reading ဆိုတာဖတ်တာ do something ပေါ့နော်မင်းတစ်ခုလုပ်နေဘာလုပ်တာလဲ reading ဖတ်နေရပေါ့နော် do something reading ပဲပေါ့တစ်ခုပြုလုပ်တာမျိုးဆိုရှင်လဲ in နဲ့တွေ့တော့နော် I like reading in bed ပေါ့နော်အဲ့ရတဲ့မှာစာဖတ်ရတာစာအုပ်ဖတ်ရကြိုက်တယ်ကြတော့ bed ကလည်းတော့ a နဲ့တွေ့တာပေါ့နော်အဲကြောင့်မလို့အကုန်လုံးကဟိုဆက်ပြီးတော့ဒါလေးမှတ်ထားပေါ့နော်တော့ကျတော့ B stay do something အဲ့လေ at နဲ့တွေ့တယ်ပေါ့နော်ဒါလေးရလဲဟိုအရင်ဒီ A နဲ့ at နဲ့အခန်း1ကို7နဲ့1ကို6တော့လည်းတင်ထားပြီးသားပေါ့နော်ကြည့်အောင် the bus is at the airport ပေါ့နော် the bus ကဖြစ်တာလေလေဆိပ်မှာဆိုလေဆိပ်ရောက်သွားပြီလေဆိပ်ဆိုတာအတိအကျကိုရောက်သွားပြီပေါ့နော် well Sarah wasn't at work ပေါ့နော် yesterday Sarah ဖြစ်တာလေမနေ့ကအလုပ်မှမရှိဘူးပေါ့နော်အလုပ်ဆိုရင်နေအတိအကျမှမရှိဘူးပေါ့အခုကျတော့ I met a lot of people at the party ပေါ့နော်ငါဖြစ်တာလေပါတီမှာမဖြစ်တာလေဟိုလူတွေအများကြီးမှဖြစ်တာလေငါတွေ့ခဲ့တယ်ပေါ့နော်ပါတီမှာဖြစ်တာလေလူတွေအများကြီးငါတွေ့ခဲ့တယ် Helen stay at her brother's house ပေါ့နော် Helen ကသူ့အကိုရဲ့အိမ်မှာအိမ်မှာတဲတယ်ပေါ့ stay ဆိုတော့တဲခိုတာပေါ့နော်ခဏတာတဲတာပေါ့ဒါကြတော့သူ့ကိုအိမ်မှာသူတဲခိုနေထိုင်နေပေါ့ဆိုတော့ခဏအဲ့အတိအကျပေါ့နော်သူ့အကိုရဲ့အိမ်ဆိုအတိအကျသုံးရတဲ့ကျွန်တော် preposition at တုံးပေးရဖြစ်ပါတယ် okay ဒါကတော့နေရာပြတဲ့ preposition ဖြစ်တဲ့ to in at ပေါ့နော်နံပါတ် B ကိုကြည့်အောင် B ကကျတော့ home ပေါ့ home ဆိုတဲ့အရာနဲ့တွဲလိုက်ပြီဆိုလို့ရှိရင်အပေါ်က go come return work ဘာနဲ့ဘယ်လိုအဲ့လိုမျိုး verb တွေဘာနဲ့တွဲ home ဆိုတဲ့နေရာ preposition to ဆိုအောင် to မလို့မလို့အပ်ပါဘူး home ဆိုတဲ့စကားလုံးက preposition to မလို့အပ်ပါဘူးအဲ့တော့ go to home ဟုတ်ပါဘူး go home မှာ come to home ဟုတ်ပါဘူး come home မှာ work home မှာ work to home ဟုတ်ဘောနော် work home ဖြစ်ပါတယ်အဲ့တော့ဟို to လုံးဝမတုံဘူးပေါ့နော် home ကကျတော့ဒါလေးကကျတော့ချင်းချက်နေနဲ့မှတ်ထားပါနော် I'm tired ငါပြင်မဲ့ I'm going home ငါအိမ်ပြန်နေပြီ I'm going to home လို့မပြော I'm going home ပေါ့နော်အခုကျတော့ did you work home ပေါ့နော် did you work to home လို့မပြော did you work home ပေါ့ home က preposition to မလို့ပါဘူးပေါ့နော်နောက်ခုဒီပေါ်ကြည့်အောင် B stay do something at home ပေါ့နော်ဒီခုပြုလုပ်မယ်ဘာညာပေါ့နော်ဆိုလို့ရှိရင်တော့ at home ပဲတုံးတယ်အဲ့တော့ home ပေါ့နော်ဒီအတိအကျနေရာပုံစံမျိုးပြောမယ်ဆိုလို့ရှိရင် at home ကနေလာပြီးတွဲတုံးတယ်ပေါ့နော် I'm stay at home tonight ပေါ့နော်ငါဒီညအိမ်မှာရှိနေမယ်ဒီညတော့ငါအိမ်မှာရှိနေမယ်ပေါ့နော် Dan doesn't work in an office ပေါ့နော်ဒါကမဖြစ်တာလေအလုံးဟိုဒီဟိုမှာပေါ့ရုံးတရုံးမှာသူအလုံးမလုပ်ဘူးပေါ့ရုံးတရုံးမှာလုံးမလို့ဆိုသူရုံးလုံးမလုပ်ဘူးပေါ့နော် he works at home သူကအိမ်မှာပဲလုပ်တယ်ပေါ့နော်အဲ့တော့အိမ်ဆိုရဲရာဆိုရင် at home ပေါ့နော်ဟိုအိမ်ကတော့အမြဲတမ်း at နဲ့တွဲရပေါ့လေဒါလေးကိုဟိုတတိချက်ပေါ့နော် in home လို့မတုံးဘူး at home လို့တုံးတာဖြစ်ပါတယ်ပေါ့နော်နံပါတ်စီကြည့်အောင်နံပါတ်စီကကျတော့ arrive and get ပေါ့နော် arrive ကရောက်ရှိတာဒီမှာလည်း get ကလည်းရောက်ရှိတာပဲပေါ့နော် arrive ကရောက်ရှိတာ get ကလည်းရောက်ရှိတာမျိုးသူဘယ်လိုတုံးလဲ arrive in and arrive in a country ပေါ့နော်အဲ့တော့ဒီ country တွေတောင်းနေပါရဲ့ in နဲ့တုံးလို့ရတယ်ဆိုတာမျိုးပြောထားပေးတာပေါ့နော်အပေါ်မှာအဲ့တော့ပြောမယ်ဆိုရှင် arrive ပဲလာပေါင်းပေါ့နော်ကိုက get ပဲလာပေါင်းဟိုအပေါ်မှာပြောလို့သူ့ရဲ့ဟိုတိတိကျကျဒီအဝန်းဝိုင်းထဲကနေမထွက်သွားဘူးဆိုလို့ရှင် in preposition in ကိုတုံးနေပေါ့နော်နောက်တစ်ခုကကြတော့ဥပမာချက်ကြည့်ရအောင်They arrived in this country last week ပေါ့နော်သူတို့ကဒီ country ဒီတိုင်းပြည်ကိုရောက်လာတာပြီးခဲ့တဲ့အပတ်ကပေါ့နော်သူတို့ကပြီးခဲ့တဲ့အပတ်ကဒီတိုင်းပြည်ကိုရောက်တာဖြစ်တယ်ပေါ့နော် not arrive to လို့ပြောလို့မရဘူး country ပေါ့အဲ့တော့သူတို့ country ထဲကိုရောက်သွားပြီဖြစ်ပါတယ်ရောက်သွားပြီဆိုတော့ဟိုအဲ့အဝင်းဝိုင်းနဲ့သူတို့ဝင်သွားပြီပေါ့နော်ဝင်သွားပြီဖြစ်တဲ့ကြောင့်မလို့တူတို့တုံးလို့မရတော့ဘူးအကယ်သွားမယ်ဆိုလို့ရှင်တော့မရောက်သေးဘူးရှေ့ရှုရုံပဲရှိတယ်ဆိုလို့ရှင်တော့တူပေါ့ဒါပေမဲ့ arrive ဆိုတဲ့အဓိပ္ပာယ်ကျရောက်သွားပြီဖြစ်တယ်ဒီတိုင်းပြည်ဆိုတဲ့အဝင်းဝိုင်းတွင်းကနေကြော်ပြီးတော့မရောက်သွားဘူးဆိုတဲ့အတွက်ကြောင့်မလို့ဟိုသူကဒါရောက်သွားပြီပေါ့နော်ဒီတိုင်းမျိုးရောက်သွားဖြစ်တဲ့ကျွန်တော် in preposition တုံးပြရဖြစ်ပါတယ် arrive at ပေါ့နော်အဲ့ကကျတော့ other places ပေါ့ဘာလဲဆိုရင်ခါတိုင်းဒီအပေါ်မှာ at preposition တင်ခဲ့ပြီးတော့ပေါ့နော် unit 1ကို7တော့ at preposition တင်ခဲ့ပြီးတော့ station တို့ airport တို့ work တို့ဘာတို့ပေါ့နော်အဲ့ဒါဆိုလို့ရှိရင် at လို့တုံးတာဖြစ်ပါတယ်ပေါ့နော်အဲ့တော့အဲ့တိုင်းပြည်ရဲ့ဟို airport ရောက်တယ်ဆိုလို့ရှိရင်လည်း at ပဲတုံးတယ်ပေါ့နော်ဒါပေမဲ့အဲ့တိုင်းပြည်တစ်ခုလို့ညွှန်းလိုက်မယ်ဆိုလို့ရှိရင်တော့ in လို့တုံးပေးရတယ်ပေါ့နော်အဲ့တော့ what time did you arrive at the hotel ပေါ့နော်အဲ့တော့ hotel မင်းပေးချင်းရောက်လဲပေါ့နော်အဲ့တော့ hotel ဆိုတာမျိုးရောက်ရှိတဲ့ဟာမျိုးဆိုရှင်တော့အတိအကျရောက်တဲ့နေရာဖြစ်တဲ့ at ပေါ့နော်ဒီ at preposition တင်တော့တင်ထားတဲ့အတိုင်းပဲသုံးရတာဖြစ်ပါတယ် get လည်းတူတိုင်းပဲနော် get to a place ပေါ့နော်ဒါမဲ့တူကကျတော့ဘာကွာလဲဆိုရှင် get ကကျတော့ get to ပေါ့နော်
get to ဆိုတာရောက်တာနဲ့အတူတူပဲပေါ့အဲ့တော့ what time did you get to the hotel မင်းက hotel ပဲချင်းရောက်တာလဲပေါ့ get to ဒါဆိုတော့ get to တွဲလျက်ကိုကရောက်တယ်ပေါ့နော် arrive နဲ့အဓိပ္ပာယ်တွတ်တူတာပေါ့အဲ့တော့ arrive arrive က get to နဲ့တွတ်တူတာမျိုးဖြစ်တဲ့ကြောင့်မလို့ဟိုဘယ်လိုပြောမလဲထပ်ပြီးတော့သူကဒီ preposition in နေပါတော့မလို့တော့ဘူးဒါပေမဲ့သူနဲ့တွဲလျက်က get to ပေါ့နော်သူမှကျတော့ to ကကျတော့ရှေ့ရှုတာမဟုတ်ဘဲနဲ့တွဲလျက်ကိုကရောက်တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးဖြစ်တယ်ပေါ့ဟိုနောက်တစ်ခုကကျတော့ what time did you get to Paris ပေါ့နော်မင်း Paris ကိုပဲချင်းရောက်ခဲ့ရလဲပေါ့နော်get to ဆိုတော့အဓိပ္ပာယ်ရောက်တာဒါပေမဲ့သူ့နောက်မှာဟိုနောက်ထပ် preposition ထပ်မလို့တော့ဘူးto ဆိုတဲ့ preposition တွဲလျက်ပါပေးရတယ်ပေါ့နော် get ကကျတော့ home ကကျတော့ထုံးစံအတိုင်းပဲဘာ preposition မှသူ့အရှိမခံပေးစရာမလိုဘူးပေါ့နော်ဒီရောက်တာတို့ဆိုခုနပြောတဲ့ go တို့ဘာလို့ဆိုမလိုဘူးပေါ့နော်ဒါပေမဲ့အိမ်မှာတစ်ခုလုံးနေရပါညာဆိုလို့ရှိရင်တော့ at ဆိုတဲ့ preposition ထည့်ပေးရပါပေါ့နော်အဲ့တော့ get home arrive home ပဲပေါ့နော်အဲ့ preposition မလိုဘူးI was tired when I got home နော် got home ငါအေးရောက်တဲ့အချိန်မှာငါတော်တော်ပင်ပန်းနေပါပြီပေါ့နော်။ဟိုကျတော့ I was tired when I arrived home ပေါ့နော်။ငါအေးရောက်တဲ့အချိန်မှာတော့ငါတော်တော်လေးပင်ပန်းနေပါပြီပေါ့နော်။ Okay ဒါတွေကကျတော့နေရာပြပေးရဲ့ preposition to and at ဖြစ်ပါတယ်။ sorry to in at ဖြစ်ပါတယ်။နောက်ထပ်တွဲရတဲ့ဒီ home တို့ arrive တို့ get to တို့ပါလာတာမျိုးရှိရပေါ့နော်။အဲ့ဒါလေးတစ်ချက်လေးလာကြည့်ကြည့်ပါ။ပြီးရင်ဆိုရှင် exercise လေးဖြည့်ကြည့်ကြည့်ပေါ့နော်။ဒါတော့လေးချက်ခံပေါ့နော် 108.1 ဖြစ်ပါတယ် right to or in ပေါ့နော် to ဒါမှမဟုတ် in ကိုရေးပေးရမှာဖြစ်ပါတယ်ဒါလေးတစ်ချက်ပတ်ပြီးတော့ preposition to တုံးလိုက် in တုံးလိုက်ကြည့်ကြည့်ပေါ့နော်ငါကကျတော့ 108.2 ပေါ့ right to or at if necessary အကိလိုရဆိုရှင်တော့ to နဲ့ at ကိုရေးမယ်မလိုရင်တော့မရေးဘူးပေါ့နော် one sentence is already complete ပေါ့နော်ဒါကြောင့်တော့သူတို့ပြည့်စုံအောင်ဖြည့်ထားပေးရဲ့ and no more is necessary ပေါ့နော်ဒါကြောင့်ကတော့တဲ့ဟို complete ဆိုတာကျတော့သူပြည့်စုံနေရပေါ့နော်ဘယ်စကားလုံးမှမလိုပါဘူးပေါ့နော်အဲ့တော့တစ်ချက်ဟိုကြည့်လိုက်ပေါ့နော်ကြည့်လိုက်လို့ဘယ်စကားလုံးဘယ်တခြားမှမလိုဘူးလဲပေါ့အခုတင်းနဲ့ကိုသူဖြေထားပြီးရယ်3ကနေ10တောအတွင်းမှာ310ဆိုတဲ့ဒီစာကြောင်း10ကြောင်းထဲမှာဟိုပါပေါ့တခြားကတော့ပြည့်စုံနေတဲ့ preposition မလိုဘူးပေါ့နော်အဲ့တော့လိုတဲ့ဟာကိုဖြည့်ပေးမယ်ဖြည့်ရမယ့် preposition ရရင် to နဲ့ at နဲ့တစ်ခုပဲဖြစ်တယ်နောက်ကကျတော့ 108.3 ပေါ့ right to at or in if necessary ပေါ့နော်လိုအပ်တယ်ဆိုလို့ရှိရင်ဒီ to ရဲ့ at ရဲ့ in ကိုဖြည့်ပေးပေါ့နော်ခုနလိုပဲ one sentence is already complete ပေါ့နော်တော့တခြားကပြည့်စုံပြီးတော့ဖြစ်တာပြီးသားပေါ့ no more is necessary ပဲစကားလုံးမလို့ပေါ့နော်အဲ့ခုနလိုပဲတစ်ကနေစလေးဒီဖတ်ပြီးတော့ဖြည့်ရမယ့်ဟာဆိုဖြည့်မဖြည့်ဆရာမလို့တဲ့စကားလုံးစာကြောင်းဆိုထားခဲ့လိုက်ပေါ့နော် 8.4 ကြည့်ကြအောင် right to at in or in ပေါ့နော် if necessary to at in ပဲရေးပေးရမယ် sometimes တခါတလေ the sentence is already complete ပေါ့နော်ခိုင်ကြရင်စာကြောင်းကပြည့်စုံပြီးသားတဲ့ and no more it's necessary ပေါ့နော်စကားလုံးတချို့မလိုအပ်ဘူးပေါ့အဲ့တော့စာကြောင်းတွေဖတ်ပြီးတော့လိုအပ်တဲ့ဟာဆိုရှင်ဖြည့်မယ်မလိုအပ်ရင်မဖြည့်ဘူးပေါ့နော်နောက်ကကျတော့ 108.5 complete these sentences about yourself နော်မင်းကြောင့်မင်းကိုဖြည့်လိုက်ပေါ့နော်ဒါကတော့ကိုယ့်အကြောင်းကိုကြိုက်တာရေးပြီးဖြည့်လို့ရတယ်ပေါ့နော် use by 3ကမှလဲဆို to ရဲ့ in ရဲ့ at ရေးပေးရမယ်ပေါ့နော်သူကအရှိမစာကြောင်းစထားတယ်ကိုယ့်အနေကိုအနောက်ကကိုယ့်ရဲ့အတွေးခေါ်တွေကိုမြူပြီးတော့ to ရဲ့ in ရဲ့ at တွေတုံးပြီးတော့ရေးကြည့်ပါပေါ့နော်နောက်ပိုင်းကျရင်တော့ submit မေးခွန်းလေးပါဖြေလေးပါတိုက်ပေးပါမယ် okay ဒါတော့ unit 108ဖြစ်ပါတယ်